အားလုံးပဲမင်္ဂလာပါ2024 O question Benjamin level 3 grade 5 6က3 point number 3ကိုဆက်ပြီးတော့တွက်ပြပါမယ် Dina has placed 3 building blocks behind a wall Dina က3 building block ကို behind the wall ဆိုတော့ဒီ wall ရဲ့အနောက်မှာသူထားတယ်ပေါ့ from the front အရှိဘက်ကနေပြီးတော့ the arrangement look as shown in the figure on the right ဒီမှာပြထားတဲ့ပုံကwall ရဲ့အနောက်မှာ3 building block ကိုထားတဲ့ပုံရဲ့အရှိဘက်ခြမ်းကနေပြထားတာပေါ့နော်အရှိဘက်ခြမ်းကနေပြထားတာ What is the arrangement look like from behind အနောက်ဘက်ကနေကြည့်မယ် behind ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုပုံဖြစ်မှာလဲဆိုပြီးတော့ A B C D E ဒီ၅ခုထဲကနေအဖြေရှာပေးရမယ်ဒီလိုပုံစံမျိုးဆိုလို့ရှိရင်အဖြေကနေစပြီးတော့စဉ်းစားပေးရမယ်ဒါဆိုလို့ရှိရင်အဖြေထဲမှာမတူတဲ့ဟာတွေမဖြစ်တဲ့ဟာတွေကိုပယ်ထုတ်လိုက်ပြီးတော့နောက်ဆုံးကျန်တဲ့အဖြေကိုရွေးရမယ်ဒါဆိုလို့ရှိရင်ဒီထဲမှာဘယ်ဟာမဖြစ်သင့်ဆုံးလဲဆိုရင် D ကလုံးဝမဖြစ်သင့်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူလိုချင်တာက behind လို့ပြောပေမဲ့ဒီပုံက front ဘက်ကနေပြန်ရေးထားတဲ့ပုံဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီ D ကိုဖယ်ထုတ်လိုက်။ဒါဆိုရင်ကျန်တာက A B C E ဒီ၄ခုပဲကျန်တော့မယ်။အဲ့ဒီ၄ခုထဲမှာဆိုလို့ရှိရင်ဘယ်ဟာတွေမဖြစ်သင့်ဘူးလဲဆိုပြီးတော့ထပ်ကြည့်တော့သူ့ရဲ့ question ထဲမှာက3 building block လို့ပဲပြောထားတာ။ပုံတွေထဲမှာ4 building block ဖြစ်နေတဲ့ဟာတွေကိုဖယ်ထုတ်လိုက်လို့ရတယ်။နံပါတ် A ဆိုရင်1 2 3 4အဲဆိုရင်4 building block အနေနဲ့တွေ့နေတာဆိုတော့နံပါတ် A ကိုဖယ်ထုတ်လို့ရတယ်သူက3 building block ပဲဖြစ်ရမှာနောက်နံပါတ် C လည်းဒီလိုပဲ1 2 3 4 building block တွေကိုဖယ်ထုတ်လိုက်မယ်ဒါဆိုရင်ကျန်တာက B နဲ့ E နဲ့နှစ်ခုပဲကျန်တော့တယ် B နဲ့ E ကနှစ်ပုံလုံးက3 building block ဖြစ်တယ်ဒါပေမဲ့ဘယ်ပုံရွေးရမှာလဲကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့မူရင်း question ထဲမှာပါတဲ့ပုံပြန်ကြည့်တော့မူရင်းပုံကဒီမှာပြထားတဲ့ building block တွေက height မတူဘူးဒီမှာ E ကြတော့ height level လာတူနေတယ်ငါဆိုလို့ရှိရင် E ကမဟုတ်ပဲねရွေးရမှာနောက်ဆုံးအဖြေက B ကိုရွေးရမယ်နော် height မတူတဲ့ B ကိုရွေးရမယ်